အချုပ်တယ်တွေပဲဖြုတ်မယ်ဆိုတဲ့ကမ္ဘာချန်ပီယံမောင်ဗန်နဲ့ဝေဖန်တန်တွေကိုအပေါက်ပိတ်ပေးလိုက်တဲ့ထားတာထိုးတဲ့မမမိုးရဲ့မောင်လေး I'm happy thank you ဆိုတဲ့ဂျပန်သားလေးကတော့ခုဆိုရင်ချန်ပီယံလက်သီးချက်နဲ့နှာချီးထွက်အောင်နေမကပဲအတီးတော်ချွေခံလိုက်လို့မျက်နှာကဇီးပြော်ရည်တွေပါထွက်ကုန်တဲ့အထိပါပဲမင်းရတကယ်ချန်ပီယံမဟုတ်ဘူးဆိုပြီးအားချောင်းထားတဲ့ဂျပန်ကောင်လေးကတော့အထက်ကန်တန်စကားထဲမှာအထန်ကောင်လေးဘွားကနေရန်ထောင်ပြေးနေခဲ့တာပါပထမချီမှာဂျိုရှဗန်ရီနဲ့ဇက်တိုက်ဆိုလို့ကျမ်းမီမောဆွဲခေါ်ခံခဲ့ရပြီးမြဲဝိုင်းထဲမှာဆွဲခံလိုက်တဲ့အချိန်မှာတော့ကဲသူမဲနေခဲ့ပြီးတော့ဘွဲအိတ်ထိုးသလိုဇက်တိုက်ထိုးခံခဲ့ရတာပါဖန်လက်သီးချက်ကလည်းလူပြိုလက်သီးဝက်မီလို့ပဲတင်စားပြောရတော့ကိုမြန်ချက်ကဆက်တက်ထားသလားမိုးသီးပဲကြွေသားဆိုတာဂျော်ဒန်နဲ့တက်စရိုလည်း I'm happy နိုင်တော့တာပထမချီပြီးကြတဲ့ကပါဒုတိယချီမှာတော့တက်စရိုတိုင်ကိုလက်သီးချက်နဲ့ knock down ကြအောင်ထိုးပြခဲ့လို့လက်မပါလာတဲ့တက်စရိုတွေနဲ့ဗန်ကိုရှင်ထိုးဖို့တဲ့ပတ်ပြေးမယ်ခြေဆွဲမယ်ဆိုရဲဖော်မူလာကိုပဲခဏခဏကျင့်သုံးနေခဲ့ရပါမယ်ဒီကြတဲ့ထိုးချက်လက်သီးချက်ကချင်းတွေရင်နေလို့တဝီမြန်လို့နေတဲ့အတွက်တက်စရိုရဲ့မျက်နှာကဒုတိယချီမှာကလေးကမောင်မျက်ရည်ဝိုင်းကျင်နေပါပြီတတိယချီမှာလည်းဗန်ကပဲအသာစီးရခဲ့ပြီးထိုးချက်တွေကဇိုးဆက်ဖြိုးပြက်တွေမကပဲတစ်ဖက်ဖက်တွေတစ်စက်စက်တွေပါဖြစ်ကုန်လို့မင်းတို့ပြောတဲ့ဂျပန်အချုပ်ဆရာကြီးကိုဗန်တယောက်ဂုံးခွာပြီးတော့ချုပ်ပြလိုက်တာအင်တာဗျူးမှာမောင်ဗန်ပြောတဲ့စကားကစောက်ခွက်ပြောင်းတာမဟုတ်ဘူးဆိုတာအစည်းအဝေးကြေညာသူတွေတော့အံ့ဩခဲ့ရတဲ့အထိပါပဲစဉ်းစားကြည့်အောင်ကွာချုပ်တယ်လေးကိုဘောက်ဆင်ကဝေကထိုးရတာတနာလုံးတို့ချုပ်ပြလိုက်တာဒက်စရိုလည်းမရှိပဲတိတ်ကောင်းတွေလည်းဗန်ပြန်ချုပ်တဲ့တကွက်နဲ့တွေပြန်ကွဲကုန်ပါလေဒုတာချီမှာလည်းရသမားစတိုင်ဂျိုင်းနိုင်နဲ့ဒက်စရိုကဗန်ကိုချုပ်ဖို့ကြိုးစားရမယ်တိတ်ကောင်း defense ကောင်းနဲ့ဗန်ကပဲလိပ်ပြကတ်နဲ့ထိတ်မှပတ်ပြထားလို့ဂျပန်ကောင်လည်းနှစ်ပိုင်းပိုင်းတေချာပြင်ဆင်လာတဲ့ချန်ပီယံကြီးဂျိုရှော့ဗန်ကိုချုပ်ဖို့နေသူကိုယ်တိုင်တော့မနေပြူးပြဲပြီးတော့ထိုးနေရတာကြာလီတိတာလာလီပါပဲငါးကြီးမှတော့ဗန်ကအင်တာဗျူးမှာသူပြောခဲ့သလိုပဲငါရဲ့ game plan အောက်ကိုတက်စရိုကိုခေါ်ဆော့ပြမယ်ဆိုရင်စကားတိုင်းတက်စရိုတိုင်ကိုဝိုင်းကြီးပတ်ဒူဝေကွက်နဲ့ဆိုင်းတီးတတ်တဲ့လူပေပေဆိုပြီး body shot တွေလက်သီးချက်တွေနဲ့အလဲထိုးပြီးတော့ချန်ပီယံကပတ်ကိုပါပထမဆုံးချိန်ကာကွယ်နိုင်ခဲ့တဲ့ပြင်မြန်မာပြည်သူတွေရဲ့အသေးမိုးတွေပါရရှိခဲ့တာဖြစ်ပါတယ်ဝဲဘီဗန်ဟာတန်စကာပေါ်မှာသူ့ရဲ့လုံနေကြပုံစံတိုင်းအောင်ပွဲခံခဲ့သူဒေနာဝိုင်းနဲ့ UFC ကတာဝန်ရှိသူတွေရဲ့ဂျေနတ်ပီဒီအပြုံးတွေနဲ့ဂုဏ်ပြုခံခဲ့ရသူဒေနာဝိုင်းရဲ့ bonus ဒေါ်လာ3သိန်းဆွဲစကားသံနဲ့လဲထိုး bonus ကိုတော့မတက်ပဲရရှိခဲ့တာဖြစ်ပါတယ်။ဗန်ရဲ့ပရိသတ်ကြိုင်ဖိုးပြနိုင်တဲ့လက်ဆွဲချန်ပီယံဖိုက်တာ2မှာရှိတဲ့ game plan နဲ့ IQ ဘိုင်းတွေဟာပရိသတ်တွေအတော့ကမှအံ့သိမ်းခဲ့ရဘူးသူ့ကိုအတူကြောင်ချန်ပီယံမှာလို့ပြောတဲ့သူတွေတော့အခုဆိုအပေါက်ပိတ်ကုန်ကြပါပြီ။မာကိုမိုင်းနဲ့တက်လုံမိုင်းမှာလည်းစီးရင်ကျင်းသားသူတွေတော့ကာဒီယိုမွန်စတာလို့တင်စားရအောင်ကိုဗန်ကတော့ flyweight တန်းမှာတက်လုံမိုင်းအကောင်းဆုံး fighter လို့ပြောလို့ရနေပါပြီ။နောက်ပြီးတော့သူ့ရဲ့ master game plan ဖြစ်တဲ့ bouncing skill ကလည်း power အတော့ကိုပြင်းလို့နောက်ဆုံးမှာ Tesla တိုင်ယာလေးဂျိုင်ကနဲ့ပြီးတော့ကြံခဲ့ရပါတော့တယ်။ဗန်ကတော့ပွဲပြီးမှမြန်မာပြည်ပြည်သက်တွေနဲ့မြန်မာပြည်ကိုကဘာတိသွားပြီးမင်းတို့မှာတဦးတီးသော UFC champion ဂျိုရှော့ဗန်ရှိနေပြီဆိုတာကိုပါထည့်ပြောခဲ့ပါသေးတယ်